များဖြင့်ထင်းနေကြတယ်စိတ်ကဘယ်မှာရှိဘိုက်ထဲမှာရှိတယ်နှလုံးထဲမှာရှိတယ်အုံနောက်ထဲမှာရှိတယ်ဒီလိုပြောနေကြစိတ်ဟာပြတ်တာလည်းမဟုတ်တော့အိတ်နေတဲ့အချိန်မှာဘဝင်စိတ်ရှိတယ်နိုးလာတဲ့အခါမျက်စိကမြင်သိစိတ်တွေဖြစ်တယ်ဝိသိစိတ်တွေဖြစ်တယ်နားကကြားရင်ကြားသိစိတ်တွေဖြစ်တယ်ဒီလိုလူတွေရဲ့စိတ်နဲ့ကိုယ်နဲ့ဟာမကင်းမကွာအမြဲတမ်းဖြစ်နေတာဆိုတော့စိတ်ဟာအမြဲတမ်းရှိနေတယ်လို့ဒီလိုထင်အောင်ထင်မှားဖြစ်ဖို့ဆို illusion လို့ခေါ်တာ illusion ဖြစ်လာထင်အောင်ထင်မှားနေဖြစ်လာဒါကြောင့်စိတ်ဟာထာဝရရှိနေတဲ့အရှိတရားမဟုတ်ဘူးတဲ့အကြောင်းကြောင့်ဖြစ်ပေါ်လာတဲ့အဖြစ်တရားမျှသာဖြစ်ပါတယ်ဒါကြောင့်မို့စိတ်ကိုဇာတဖြစ်ပေါ်လာတဲ့တရားဖြစ်လာတဲ့တရားဆိုကြတဲ့ကဆိုင်ရာအကြောင်းတရားကထုတ်လုပ်လိုက်လို့ဖြစ်လာတာဖြစ်လာပြီးတော့လည်းပြန်ပြီးတော့ပျက်စီးသွားရတယ်နောက်အကြောင်းတရားတစ်ခုကထပ်ပြီးထုတ်လုပ်တယ်ထပ်ပြီးထုတ်လုပ်တယ်မပြတ်ထုတ်နေသည့်အတွက်ကြောင့်ရပ်တန့်ပြီးတော့မနေဘူးဆက်ဖြစ်နေတယ်တစ်ခါထုတ်တစ်ခါဖြစ်တယ်နောက်တစ်ခါထုတ်နောက်တစ်ခါဖြစ်တယ်ဆိုတော့မမြဲတဲ့သဘောလည်းမထင်ရှားဘူးလားအေးစိတ်တိုင်းဟာသူ့ဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်တာဆိုတော့ဘုန်းကြီးတို့တွေကစိတ်ဟာဘယ်မှာရှိတုံးလို့ဆိုအုံနောက်ထဲမှာရှိတယ်လို့ပြောလို့ရမလားမရပါဘူး condition တစ်ခုအနေနဲ့တော့ပြောလို့ရတယ်ဟောနှလုံးသားထဲမှာရှိတယ်လို့ရောပြောလို့ရမလားအဘိဓမ္မာသင်ထားတဲ့ပုဂ္ဂိုလ်တွေကဟရိယဝတ္ထုကိုမှီပြီးတော့ဖြစ်တယ်ဆိုဟရိယဝတ္ထုထဲမှာစိတ်ရှိနေတဲ့အောင်စိတ်ထဲမှာဒီလိုထင်တတ်ကြအေးတချို့ကြတော့စိတ်ဟာရုပ်ရဲ့အကျိုးဆက်လို့ဒီလိုယူဆတဲ့ပုဂ္ဂိုလ်တွေလည်းရှိတယ်အနောက်တိုင်းကပုဂ္ဂိုလ်တွေစိတ်ဆိုတာအုံနောက်ကိုခေါ်တာတော့အာယုကြောတွေကိုခေါ်တာတော့မြတ်စွာဘုရားကအုံနောက်နဲ့အာယုကြောနဲ့ကတခြားစီနော်ဆိုပါစို့ gas meeting လေးထဲမှာခုနကအမှားချင်းပုတ်လို့ရအောင်ဘိန်းကလေးပါတယ် gas ပါတယ်လူတူတယောက်ရဲ့အားဆိုင်ပြီးတော့ဖိချစ်မှုလေးပါတယ်အဲ့ဒီအကြောင်းတွေဆုံလိုက်တဲ့အခါကျတော့မှမီးတောက်ကလေးဆိုပေါ်လာအဲ့ဒါလိုပဲလူရဲ့တဏ္ဍာမှာကံတရားကဖန်တီးထားတဲ့ possibility ဆိုဖြစ်နိုင်ခြေလေးတွေတော့ရှိတာပေါ့သို့တော့တွေးကြည့်လိုက်လေမီးကြည့်ဖူးထဲမှာ gas မီးကြီးထဲမှာမီးရှိသလားလို့မေးလို့ရှင်ဘယ်လိုဖြေလို့ရ